皆さんこんにちは。ဒီနေ့ကတော့မင်းတို့ညီဟွန်းကို reading လေးတွေကိုဆက်ပြီးတော့ဖတ်ကြည့်ပါမယ်။အရှိအခန်းမှာတော့အခန်း6ကနေအခန်း10ထိဖတ်ခဲ့ပြီးပြီပေါ့နော်။ဒါပေမဲ့အခန်း7မှာနောက်ထပ်ပြီးတော့မရှိရတဲ့အတွက်ကြောင့်မို့လို့အခန်း7ကနေပြန်စမယ်ပေါ့နော်။အခန်း7စာမျက်နှာ105စာပိုက်ကနေစပြီးတော့ဖတ်ကြည့်ပါမယ်။ဒီတစ်ခေါက်စာပိုက်ရဲ့ခေါင်းစဉ်ကကျတော့ဗာလဲဆိုတော့どこが一番いいですかတဲ့။ဘယ်နေရာအကောင်းဆုံးလဲတဲ့။အဲ့ဆိုဒီမှာ particle လေးတွေပဲအရင်ပြလိုက်မယ်နော်။အဲ့တော့ particle လေးရေးလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ particle လေးတွေကိုတစ်ချက်တိချပြန်ကြည့်ကြည့်နော်အဲ့ဆို particle တိချမကြည့်လို့ရှိရင်စာမရမှာလဲဆိုဝေပေါ့နော်မမိမှာလဲဆိုတော့ particle တွေတိထားပြီဆိုလို့ရှိရင်ဘာသာပြန်ရတဲ့အခါကျရင်အရင်လွယ်တယ်သူတို့လေးတွေကိုတစ်ဖြက်တစ်ဖြက်ဘာသာပြန်လိုက်ရုံပဲအဲကြောင့်အရင်ဆုံး particle လေးတွေကို color ချဲ particle လေးမြင်အောင်ကြည့်ရတာပေါ့နော်ဒါပေမဲ့မမြင်မှာဆိုလို့တစ်ခါတည်း color ချဲထားပြီးတာဖြစ်ပါတယ်ဒါလေးတွေက particle လေးဖြစ်ပါတယ်ပြီးသွားတော့ဘာရှိအောင်မလဲဒီမှာရှိမယ်ဒီမှာရှိမယ်နော်seconds ရိုးဒီကိုဘာလို့လောက်တာလဲဆိုတော့ရိုးဒီက text ဆိုတဲ့အိဗယ်လေနော်အဲကြောင့်မတို့တစ်ခါလေး particle အုပ်စုထဲမှာထည့်လိုက်ဟုတ်ပြီအဲ့ဆိုဘာသာပြန်ကြည့်အောင်သူကဘာပေးထားလဲဆိုလို့ရှိရင်どこがဘယ်နေရာက一番ကဆုံးဆိုတဲ့အိဗယ်မျိုးအဲ့တော့သူက adjective နဲ့သုံးတယ်ဆိုတော့ e ဆိုရင်ကောင်းတော့ဆိုတဲ့ adjective 一番いいဆိုလို့ရှိရင်အကောင်းဆုံးဆိုတဲ့အိဗယ်မျိုးဖြစ်ပါတယ်အကောင်းဆုံးအတော်ဆုံးဒါမျိုးတွေလာမှာနော်အဲ့တော့ this ကဆိုတော့ဖြစ်ပါတယ်လေပေါ့どこが一番いいですかဘယ်နေရာအကောင်းဆုံးဖြစ်ပါတယ်လေအဲ့တော့ this ကဘယ်လိုနဲ့တွေ့တော့လဲadjective ဆိုရင် e adjective တွေနဲ့တွဲသုံးတယ် na adjective ဆိုရင် na adjective ကို na ဖြုတ်ပြီးတော့မှ this တွဲသုံးလို့ရတယ်ဟုတ်တယ်နော်အဲ့တော့ e this ကကောင်းလေ adjective ကနေverb ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်ဘယ်နေရာအကောင်းဆုံးလဲဆိုပြီးသုံးပါမယ်私の家はကျွန်တော်ရဲ့အိမ်私の家の近くにကျွန်တော်ရဲ့အိမ်ရဲ့အနီးမှာစူပါကကုန်စုံဆိုင်က3つあります3ခုတောင်ရှိတယ်အဲ့တော့ကဘာနဲ့တွဲသုံးတယ်လို့ပြောလဲခံစားချက်နဲ့ပတ်သက်တဲ့ဟာပြီးသွားရင်ဥမာကြိုက်တယ်လို့ဟုတ်တယ်နော်ဒီအာယုံခံစားချက်တွေနဲ့ပတ်သက်တဲ့အမြင်အကြားတို့ဘာလို့နဲ့လဲသုံးတယ်ပြောရတနည်းအားဖြင့်အလွယ်နည်းပြောမယ်ဆိုလို့ရှိရင် adjective form အနေနဲ့တော်တော်လေးပဲ adjective form အဲ့လိုပဲဟုတ်မှာပေါ့နော်တွဲသုံးတယ်ပြီးရင် arimas imas နဲ့လည်းသူကတွဲသုံးတယ်ပေါ့နော်သူကဘာကိုအဓိကပြောချင်လဲဆိုသူ့အရှိရဒီစကားလုံးကိုအဓိကပြောချင်တာဝါကကျတော့သူ့ရဲ့အနောက်ကစကားလုံးကိုအဓိကပြောတာဥပမာဆိုရင်မိုင်းနီချီယာဝလို့ပြောလိုက်ပြီဆိုလို့ရှိရင်သူကအဲ့ဒီမိုင်းနီချီယာဆိုင်ရဲ့စူးခြားချက်တွေအကြောင်းအရာတွေကိုမိတ်ဆက်ပေးချင်တာအဲ့လိုမျိုးဝါရဲ့အိဗယ်ဒီအနောက်ကအကြောင်းအရာအဓိကပြောချင်တာဂါရဲ့အိဗယ်အဲ့လိုမျိုးမဟုတ်ဘူးဒီအနောက်ကဒီဒါပါဆိုပြီးတော့ပြောချင်တာသူကျတော့ပြောင်းတယ်ဥပမာဒါဆိုလို့ရှိရင်စူပါက3ဆိုင်ရှိတယ်အဲ့တော့3ဆိုင်ရှိရဘာဆိုင်နေရှိရလဲစူပါဆိုတဲ့ကုံစုံဆိုင်3ဆိုင်ရှိတာလို့ပြောချင်တာအဲ့တော့ဂါနဲ့ဝါနဲ့အလွယ်နည်းမှတ်မယ်ဆိုအဲ့လိုပုံစံမျိုးဒါကြောင့်မလို့ဂါကကျတော့ဒီအာယုံခံစားမှုတွေနဲ့ပတ်သက်ပြီးတော့ဒီဟာကိုကြိုက်ပါတယ်ဒီဟာကိုလိုချင်ပါတယ်ဆိုပြီးတော့ဒီအရှိရဟာကိုအထူးပြုပြီးပြောမဲ့ပုံစံမျိုးလာတာပေါ့နော်毎日やとဒီ毎日やဆိုင်ရဲ့ ABC store と ABC store ရဲ့ Japan です Japan ဆိုတဲ့ဆိုင်သုံးဆိုင်ဖြစ်ပါတယ်တဲ့毎日やはဒီ Japan ဆိုတဲ့ဆိုင်ပေါ့毎日やဆိုတဲ့ဆိုင်ကတော့တဲ့一番小さい店ですがဆိုတော့ဘေမဲ့ဆိုတဲ့ grammar မျိုးဟုတ်နော်အဲ့တော့စကားဆက်လေးတွေကကျွန်တော်လေးနည်းနည်းလေးပြန်ပြီးတော့မြင်သားထားရအောင်နော်ဟုတ်လို့ဆိုthis ကဒီမှာပါအောင်မလဲမသိဘူးအဲ့တော့မိုင်းနီချီယာကတော့တဲ့一番ဘာဖြစ်လဲဆိုလို့ရှိရင်ချီဆိုင်မီစေအသေးဆုံးဆိုင်ဖြစ်ပေမဲ့ချီကာရီတဲ့နီးပါတယ်ပေါ့နော်ဥချီကာကအိမ်ကနေပြီးတော့အာရူရီတဲ့လမ်းလျှောက်ပြီး go phone des 9မိနစ်ပဲကြာတယ်အတရာရှိစကာနာကဒီအတစ်တော့ငါးတွေဆိုတော့ပြောချင်တာလက်ဆက်တဲ့ငါးတွေကတဲ့အိုရီတဲ့များတယ်ရာဇာရီရအတီးနန်နေရဲ့ဟုတ်ဟုတ်ဟင်းဟင်းရွက်တွေရဲ့ဘူဒါမိုနိုမို့အတင်းနံနေလည်းပဲအိုးရီတဲ့များပါတယ်ဂိုင်းကူကူနိုမိုနိုကနိုင်ငံခြားပစ္စည်းတွေကတော့နိုင်ငံခြားဤပစ္စည်းနို့ကိုခဏဖျောက်ထားလိုက်ရတယ်เนาะဂျပန်တွေကကျတော့နောက်နှစ်ခုကိုကတ်တဲ့အခါမှာဓာတ်ရိုက်မကတ်ပဲနဲ့နို့ကိုခန့်ပြီးတော့ကတ်တယ်ဒါပေမဲ့မြန်မာလိုပါတာပြန်ရင်เนาะနိုင်ငံခြားပစ္စည်းလို့အလွယ်ပါတာပြန်လို့ရတယ်နိုင်ငံခြားပစ္စည်းတွေကတော့ဇန်းအာဒီမာဆက်လုံးဝမရှိဘူး
다가 마이니치야 사이에 장 벼더라. 그래서 ABC 스토어 장 봐네. ABC 스토어와 ABC 스토어로 우치가라 아루이데 앵안이가 샤비로 15分かかりますがみにざばれる。肉があたりが多いでにゃびろ。一番安いやつだったら一番ねどれだせえてたそうせえてたそうサインဖြစ်ပါတယ်外国のものもနိုင်ငံခြားပစ္စည်းတွေလည်းပဲရေးလို့ရှိရင်တော့ထည့်တော့မယ်နော်မြန်မာလိုဘာသာပြန်ရင်တော့ထည့်မပြန်ဘူး外国のものもနိုင်ငံခြားပစ္စည်းတွေလည်းပဲありますがရှိပေမဲ့ဂျပန်よりဂျပန်ဆိုတဲ့ဆိုင်ထက်တော့少ないですနေပါတယ်美味しいパンがありますအရသာရှိတဲ့ပမုံတွေများပါတယ်ဂျပန်はဂျပန်ဆိုင်ကတော့一番遠いですအဝေးဆုံးဖြစ်ပါတယ်魚はあまり多くないですがငါးရီကတော့အများကြီးတိတ်မရှိပေမဲ့肉がたくさんありますအသားတွေကတော့အများကြီးရှိတယ်外国のものが多いですနိုင်ငံခြားပစ္စည်းတွေလည်းအများကြီးပဲとても大きい店ですဆိုင်အကြီးကြီးဖြစ်ပါတယ်တော်တော်လေးကိုကြီးတဲ့ဆိုင်ဖြစ်ပါတယ် ABC Store より ABC ဆိုင်တဲ့大きいですကြီးပါတယ်3つの店の中で3ဆိုင်ရဲ့အထဲမှာ私はကျွန်တော်ကတော့ ABC Store က一番好きです ABC Store ကိုတော့ကြိုက်ဆုံးဖြစ်ပါတယ်တဲ့ကဲအဲ့ဆိုစာပိုက်လေးနားလည်သွားပြီဆိုရင်မိခွန်းဖြည့်ကြည့်အောင်မိခွန်းဖြည့်ကြည့်မယ်ဆိုသူကဒီမှာဘယ်လိုပြောထားလဲဆိုどこで買いましたかဘယ်မှာဝယ်ခဲ့တာလဲဒီမှာဆိုသူက刺身を食べました刺身စားခဲ့တယ်တဲ့သူက新しかったですから美味しかったですအရသာရှိတဲ့အတွက်ကြောင့်မို့လို့ဟုတ်လက်ဆက်တဲ့အတွက်ကြောင့်မို့လို့အရသာရှိခဲ့ပါတယ်ဟုတ်ပြီဒါဆိုရင်ဘယ်လိုသုံးကြမလဲဆိုတော့ဘယ်ဆိုင်မှာဝယ်ခဲ့လဲဆိုတော့ရွေးရမှာသူကဆာရှိမီငါးတွေအများဆုံးရှိတဲ့ဆိုင်ကဒီဆိုင်တွေထဲမှာမိုင်းနိချီရမလားဒါကြောင့်မို့သူဒီမိုင်းနိချီရဝယ်ခဲ့တာပေါ့နောက်တစ်ခု夫の誕生日に肉とワインと美味しいパンを買いましたတော့မွေးနေ့မှာအသားရဲ့ဝိုင်းရဲ့အရသာရှိတဲ့ပါမုံကိုဝယ်မယ်ဆိုတဲ့အတွက်ကြောင့်မလို့အရသာရှိတဲ့ပါမုံဆိုတာပါသွားပြီဆိုင်ကဘာဆိုအသားရှိတဲ့ဆိုင်နဲ့ဝိုင်းရှိတဲ့ဆိုင်နှစ်ခုပဲရှိတယ်ဝိုင်းကနိုင်ငံခြားထုတ်ကုန်အဲ့တော့ABC Store နဲ့ Japan ဆိုတဲ့ဆိုင်အဲ့ဒီမှာသူကအိုးရှိပန်းအရသာရှိတဲ့ပါမုံရှိတဲ့ဆိုင်က ABC Store ဒါကြောင့်မလို့ဒီဆိုင်นี่ဘယ်မှာဝယ်ခဲ့မှာလဲဆိုလို့ရှိရင် ABC Store မှာဖြစ်ပါတယ်နောက်တစ်ခါကျတော့ဗာလဲဆိုတော့ကြီးတန်းရှာတဲ့ဆိုတာကကျတော့စပိန်နဲ့တဲ့15မိနစ်ကြာပါတယ်တဲ့သူကပြောတော့တာကမိုင်းနီချီယာကလမ်းလျှောက်ပြီးတော့5မိနစ်ကြာတယ် ABC Store ကကျော်လမ်းလျှောက်ပြီးတော့15မိနစ်ကြာတယ်အဲ့တော့စပိန်နဲ့15မိနစ်ကြာတာဒီအဝေးဆုံးဖြစ်မှာပေါ့ဂိုင်ကိုကိုနိုမိုနိုたくさんありましたနိုင်ငံခြားထွက်ပစ္စည်းတွေကိုအများကြီးဝယ်ခဲ့တယ်ဆိုတာဒါဒီဂျပန်ဖြစ်ပါလိမ့်မယ်နော်နောက်ဆုံးဆိုင်နဲ့မှတော့ဂျပန်ဆိုတဲ့ဆိုင်ဖြစ်တယ်昨日はမနေ့တုန်းက雨でしたから一番近いスパへ行きましたမိုးရွာခဲ့တဲ့အတွက်ကြောင့်မလို့အနည်းဆုံးပေါ့နော်ဆိုင်ကိုပဲသွားခဲ့တယ်တဲ့အဲ့တော့အနည်းဆုံးဆိုင်ကိုဆိုတော့သူကဘယ်လိုလဲဆိုတော့မိုင်းနီချီယာဖြစ်ပါတယ်မိုင်းနီချီယာဖြစ်မယ်နော်နံပါတ်1ဆိုင်ဖြစ်တယ်နောက်တစ်ခုကကျတော့こんばんはすき焼きです肉をたくさん買いましたとても安かったですအသားတွေအများကြီးဝယ်ခဲ့တယ်အသားနဲ့ပတ်သက်တာဒီပဲဆိုင်အသားအများကြီးရှိတာဒီဂျပန်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူ့မှာအသားအများကြီးရှိတယ်肉もたくさんありますဆိုပြီးပြောပြတယ်ပေါ့နော်။ဒါပေမဲ့ရာစုခတ်တဲ့ဆိုတာကတော့ကြည့်အောင်ရာစုခတ်တဲ့ပြောထားတဲ့ဆိုင်လေးပြီးသွားပြီ။ဈေးအသက်တာဆုံးလို့ပြောတာဒီဘယ်လိုလဲဆိုတော့ဒီမှာ一番安い店ですဈေးသက်တာဆုံးဆိုလို့ရှိရင်သူက ABC Store ဖြစ်ပါတယ်။ဒါကြောင့်မလို့နံပါတ်4ဒီ ABC Store ဖြစ်လိမ့်မယ်နော်။နံပါတ်4 ABC Store ပါ။အဲ့လဲဆိုတော့အသားတွေအများကြီးဝယ်တယ်အရင်လဲဈေးသက်တာတယ်ဆိုတဲ့ကြောင့်မလို့ပေါ့နော်။အသားကနှစ်ဆိုင်လုံးမှာတော့ရှိရတယ်ဒါပေမဲ့ABC Store ကပို့ပြီးတော့ဈေးသက်တာတယ်။ဒါဆိုနောက်ထပ်တစ်ပုတ်ဆက်သွားချင်တယ်။ဟုတ်ပြီဒီတစ်ခေါက်ကကြတော့အခန်းဆက်3စာမျက်နှာ112မှာရှိတဲ့ Inono Seikatsu နဲ့ပတ်သက်ပြီးတော့ဖတ်ကြည့်ကြရအောင်။ခွေးလေးရဲ့နေ့စဉ်ဘဝပေါ့နော်။ Seikatsu ဆိုတာကကြတော့ခန်းကြီးတော့မတင်ရသေးပေမဲ့မီနီလေးတော့ကြက်ထားမယ်။ဒီအရှိခန်းကြီးတော့တင်ပြီးသွားပြီနော်။အဲ့တော့ Seikatsu ကကြတော့ဒီနေထိုင်မှုဘဝလူနေမှုဘဝဆိုတဲ့ဒိတ်တွေမျိုးပြောတာပေါ့နော်လူတွေနဲ့ပတ်သက်ပြီးဆိုလူနေမှုဘဝပေါ့အခုကျတော့ခွေးလေးရဲ့ဘဝကိုပြောမှာပေါ့နော်ဤနုနုစေကတ်ခွေးလေးရဲ့နေစဉ်ဘဝနေထိုင်မှုဘဝသူ့ရဲ့အသက်ရှင်တဲ့
ပုံစံဘာတွေလုပ်လဲပေါ့ဒီကဒါလေးတွေကိုတွားပြီးတော့လေ့လာကြည့်မှာဖြစ်ပါတယ်အဲ့တော့အရင်ဦးဆုံးဘယ်သွားမလဲဆိုလို့ရှိရင်ဟတ်တွားရင်လည်းပါတီကယ်လေးအရင်မှတ်မယ်ဝါတာရှိဝတိုမိုဒက်စန်တိုဆူဆန်နိုဥချီနီအီမတ်ဝါတာရှိဝမိုင်အာဆာ奥さんと散歩に行きます。8時頃လောက်ခန့်သူလည်းပါတီကပဲတကယ်တော့လောက်ခန့်ဆိုတာကထမှန်ကြီးကိုပြောပြတယ်テレザちゃんと学校へ行きます。これから家へ帰ります。そして奥さんと買い物に行きます。午後学校へテレザちゃんを迎えに行きます。それから一緒に公園へ遊びに行きます。အဲ့ဒီရင်ပါမယ်နော်။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာပြောစရာလေးနည်းနည်းများလို့။私はトモです。ကျွန်တော်ကတော့တိုမိုဖြစ်ပါတယ်တဲ့။စန်တိုဆူဆန်の家にいます。စန်တိုဆူဆန်ရဲ့အိမ်မှာရှိပါတယ်။私は毎朝奥さんと奥さんဆိုတာကကြည့်စန်တိုဆူဆန်ရဲ့အမျိုးသမီးပေါ့နော်။အဲ့အမျိုးသမီးကို奥さんလို့ပြောမှာပေါ့။ဆိုတော့မနေ့တိုင်းအမျိုးသမီးနဲ့အထူးဆိုတော့သူ့အမျိုးသမီးကိုပြောနေတာမဟုတ်ဘူးနော်။သူ့ရဲ့တခင်မပေါ့နော်။အဲ့တော့အတူတဲ့ဆမ်ပိုနီအီကီမတ်လမ်းလျှောက်ဖို့အတွက်တွားပါတယ်ဒီနေရာနေရာမှာနေတယ်ခဏလေးတစ်ချက်ဖြစ်လိုက်မယ်ဒီနေရာကျတော့ grammar အနေနဲ့သုံးမှာဖြစ်ပါတယ်ဆိုတော့ဒီတစ်ခုလုံးက grammar ဖြစ်ပါတယ်နိအီကီမတ်ဖြစ်ပါတယ်နိအီကီမတ်ဆိုရင်ဘို့တွားတယ်ဆိုတဲ့အိဗယ်ဖြစ်မှာပေါ့နော် grammar လေးတွေကိုတက်တက်ထည့်မယ်နော်ဆမ်ပိုနီအီကီမတ်ဒါဒီတစ်ခုခုကိုလုပ်ဖို့တွားပါတယ်ဆိုတဲ့အိဗယ်ဟာချီကြီးကိုလို့8နာရီလောက်ခန့်မှာဟေရေစာချန်တို့ဟေရေစာချန်လေးနဲ့学校に学校へ行きますကျောင်းလို့ပြောပါတယ်ဒါလည်းတကယ်တော့ကပါတီကယ်ဆိုပြီးမဲ့行きますဆိုပြီးတွဲသုံးခဲ့တယ်လို့သင်ခဲ့တယ်နော်ပြီးတော့ဒီမှာဘာတွေထပ်ပြီးတော့တိုးလာလဲဆိုတော့ဒါကိုစကားဆက်လို့ခေါ်ပါတယ်စကားဆက်စလုံးလေးတွေမှတ်မယ်ဆိုတဲ့ကာရうちへ帰りますအဲ့ဒီနောက်မှာအိမ်ပြန်ပါတယ်そしてအဲ့ဒီနောက်မှာပြီးတော့ဆိုတဲ့အိဗယ်မျိုးပေါ့နော်ပြီးတော့奥さんと買い物に行きますပြီးတော့တဲ့အခုဆန်နဲ့အတူတူသူ့ရဲ့တခင်မပေါ့ကွယ်အမျိုးသမီးရေတော့မဟုတ်ဘူးသူများရဲ့အမျိုးသမီးကိုခေါ်အခုဆန်ဒါပေမဲ့သူကဒီနေရာမှာဘယ်လိုသုံးတာလဲဆိုတော့အမျိုးသမီးပေါ့ဟုတ်သူ့ရဲ့ဒီပိုင်ရှင်ရဲ့အမျိုးသမီးကိုပြောချင်တာပေါ့နော်ဒါလည်း grammar ပါ買い物に行きますဈေးဝယ်ဖို့သွားပါတယ်午後学校へテレサちゃんを迎えに行きますပြီးတော့ညနေပိုင်းမှာကျောင်းတို့テレサちゃんလေးကိုကြိုဖို့သွားပါတယ်ဆိုတဲ့ကာရက grammar စကားဆက်ဖြစ်ပါမယ်ဆိုတဲ့ကာရအဲ့ဒီနောက်မှာတော့သူကဘာလုပ်လဲဆိုရင်一緒にအတူတကွာဒီ一緒にရတစ်ခါတည်းတွဲမယ်一緒に公園へ遊びに行きます遊びに行きますဒါကကြတော့ဘာမှဖြစ်ပါတယ်ဟုတ်သွားပါတယ်တဲ့ပြပြီးသွားပြီနော်နောက်တစ်ပိုင်းဆက်ပြီးတော့သွားကြည့်ရအောင်ဒီတစ်ခေါက်ကကြတော့ဘာဆက်သွားမှာလဲဒီရပါနော်週末はテレサちゃんの学校と、サントスさんの会社は休みです。サントスさんの家族は遠いところへ車で遊びに行きます。私も一緒に行きます。とっても疲れます。Okay。အဲ့တော့ဘာတွေထပ်ပြီးတော့ပြောတာလဲဆိုလို့ရှိရင်週末ဆိုတာကကျတော့ပိတ်ရက်ကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ပိတ်ရက်မှာတဲ့テレサちゃんの学校とテレサちゃんလေးရဲ့အကြောင်းလေးရောပဲサントスさんの会社はဒီテレサちゃんလေးရဲ့အကြောင်းနဲ့サントスさんရဲ့ကုမ္ပဏီက休みですပိတ်ရက်ဖြစ်ပါတယ်ဝါပါပြီဆိုအနောက်ကအကြောင်းကိုပြောချင်တာเนาะအဲ့တော့အဲ့ဒီသူတို့တွေရဲ့ကဘာဖြစ်တာလဲပိတ်ရက်ဖြစ်တယ်ဆိုရပြောရှင်းပြခြင်းတဲ့အခါမျိုးမှာဝါကိုအဓိကသုံးတာပါサントスさんの家族はサントスさんのမိသားစုကဘာလုပ်လဲအနောက်မှာထပ်ပြောတော့မှာဝါပါပြီဆိုအနောက်ကကအဓိကပြောချင်ဟုတ်ပြီနော်ဒိုးဤတိုကိုရိုဝေးလံတဲ့နေရာတွေကိုခရူမာတဲ့ကားနဲ့အာဆိုဘီနီဆိုတာကကျတော့ဟိုပါဘောနော်လေပတ်ဖို့အတွက်ဒီမှာကစားဖို့အတွက်လေပတ်ဖို့အတွက်行きますတွားကြပါလေတဲ့私も一緒に行きますကျွန်တော်လည်းအတူတူတွားပါတယ်とても疲れますအရင်ပင်မှာပါလေတဲ့ဒီနောက်တစ်ပိုင်းဆက်သွားမယ်ဒီတစ်ခေါက်ကテレサちゃんのうちに猫もいます猫は毎日何もしませんどこも行きません私は朝から晩まで忙しいです休みが
全然ありません。私は猫と一緒に休みたいです。Okay ဒီတစ်ခါမှာကျတော့သူကဘာအကြောင်းပြောထားလဲဆိုလို့ရှိရင်ကြောင်လေးရဲ့အကြောင်းပြောထားတယ်နော်テレサちゃんのうちに猫もいます。テレサちゃんのအိမ်လေးမှာတဲ့ပြီးတော့テレサちゃんနဲ့ဆွဲနေစန်တိုးစူဆန်တို့အိမ်လေးမှာတဲ့猫လေးပဲရှိပါတယ်猫ဆိုတော့ကြောင်လေးလည်းရှိတယ်ပေါ့နော်猫は毎日何もしませんကြောင်ကတော့နေ့တိုင်းဘာမှမလုပ်ဘူး何もဆိုဘာမှဆိုတဲ့အိမ်ပဲပေါ့နော်どこもဆိုဘယ်နေရာမှဒီလိုအိမ်ပဲပေါ့နော်ဘယ်နေရာမှ行きませんဘယ်မှလည်းမတော့私は朝から晩までကျွန်တော်တော့မနေ့ကနေပြီးတော့ညအထိ忙しいですအလုံးများတယ်休みが全然နိုင်ရက်ကတော့လုံးဝありませんမရှိပါဘူး私は猫と一緒に休みたいですဒါတော့たいですはပရမဖြစ်တယ်နော်အဲ့တော့ကျွန်တော်လည်းပဲတဲ့ကြောင်လေးနဲ့အတူတူအနားယူချင်ပါတယ်တဲ့နားပါတယ်နော်ကဲအဲ့ဆိုအောက်ဘက်ကစာပိုက်လေးကိုထပ်ပြီးတော့ဖတ်ကြည့်အောင်ဒီအောက်ဘက်မှာကျတော့ဗာပြောထားလဲဆိုလို့ရှိရင်မာလားမှန်လားရွေးခိုင်းတာပေါ့နော်အဲ့တော့မားတဲ့မှန်နဲ့တစ်ချက်ပြန်ပြီးတော့ကြည့်ရအောင်ဆိုတော့私は奥さんとကျွန်တော်ကတဲ့奥さんနဲ့အတူတူဆိုတော့သူ့ရဲ့ဒီပိုင်ရှင်အမျိုးသမီးနဲ့အတူတူပေါ့နော်散歩やလမ်းလျှောက်တာနဲ့買い物に行きますဈေးဝယ်ဖို့အတွက်တွားပါတယ်တဲ့အဲ့ဆိုဟုတ်လားမဟုတ်ဘူးလားဟုတ်တယ်နော်ဟိုဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကျတော့テレサちゃんはテレサちゃんလေးက私と一緒に学校から帰りますကျောင်းကနေပြီးတော့အတူတူအိမ်ပြန်တယ်တဲ့မှန်တာပေါ့ဟုတ်တယ်နော်သူကတွားပြီးတော့ကလေးကိုကြိုရတာတဲ့ခဲနောက်တစ်ခုテレサちゃんはサントスさんの家族はサントスさんရဲ့မိသားစုတွေက週末近くの公園へ逃げてအနီးနားကပေါ့နော်ပြောချင်တာကအနီးနားကပန်းချံကို遊びに行きますよမားတာပေါ့သူတို့အနီးနားကိုတွားတာမဟုတ်အဝေးကိုတွားတာကြောင့်မလို့မှာပါလေနောက်တစ်ခုဆက်ပါမယ်猫は私より暇です猫လေးကတော့ကျွန်တော်ထပ်ပို့ပြီးတော့အားလက်ပါတယ်ကျွန်တော်ထပ်ပို့ပြီးအားလက်တယ်ဆိုတော့မှန်တာပေါ့နောက်တစ်ခုက犬の生活は猫の生活より休みが多いですခွေးလေးရဲ့နေ့စဉ်ဘဝကတဲ့ကြောင်လေးရဲ့နေ့စဉ်ဘဝထက်နားတဲ့အချိန်တွေကပေါ့နော်အနားယူခြင်းကပိုများတယ်ဆိုတော့မှားတာပေါ့သူ့မှာအလုပ်တွေဒါများလို့နားခြင်းတယ်လို့ပြောနေတယ်ဟုတ်ပါပြီအဲဆိုနောက်ထပ်တစ်ပုဒ်ဒီတစ်ခါမှာတော့အခန်းဆက်လေးစာမျက်နှာ125ရဲ့ reading လေးကိုဖတ်ကြည့်ကြပါမယ်ခေါင်းစဉ်ကမဲရူဖြစ်ပါတယ်မဲရူဆိုတော့သူကမေးပေါ့နော်အဲ့တော့မေးပို့တာလေးနဲ့ပတ်သက်ပြီးတွားကြည့်ကြပါမယ်マリアさん、お元気ですか？毎日暑いですね。私と太郎は今、両親の家にいます。両親の家は海の近くにあります。太郎は毎日泳ぎに行きます。時々釣りもします。ここの魚は美味しいです。週末に夫も来ます。マリアさんもシューザンさん、テレサちゃんと一緒に遊びに来てください。駅まで車で迎えに行きます。いつ来ますか？メールをください。待っています。山田智子。OK。အဲ့တော့山田智子ကဘယ်သူစီပို့လဲဆိုတော့သူ့ရဲ့တငယ်ချင်းစီကိုပို့တာပေါ့နော်မာရီယာဆိုရင်သူ့ရဲ့တငယ်ချင်းစီကိုထားပို့ပါတယ်တဲ့အဲ့တော့ဘာတွေအကြောင်းပို့ထားလဲဆိုတာလေးကိုတစ်ချက်ဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်မာရီယာဆိုင်ကြီးတဲ့โอเคငီဒက်စကနေကောင်းရလားတော့မေးပို့ပြီးဆိုရင်တော့နှုတ်ဆက်မှာပေါ့နော်โอเคငီဒက်စကနေကောင်းရလား毎日暑いですね暑いဆိုတာပူတာမလားနေ့တိုင်းပူတယ်နော်私と太郎はကျွန်တော်နဲ့太郎ကတော့山田太郎ဆိုတဲ့သူ့ရဲ့သားဖြစ်ပါတယ်ကျမနဲ့တဲ့太郎ကတော့တဲ့အိမ်မှာ両親ဆိုတာကကျွန်တော်မိဘနှစ်ပါးကိုပြောချင်တာအဲ့တော့မိဘတွေရဲ့ဥချင်းနေအိမ်မှာရှိပါတယ်တဲ့両親のうちはမိဘတွေရဲ့အိမ်ကတော့တဲ့
海の近くにあります。海ဆိုတော့ပင်လယ်မလားပင်လယ်ဤအနီးနားမှာရှိပါတယ်ထာရိုကထာရိုလေးကတော့毎日泳ぎに行きます泳ぎဆိုတာရေကူးတာ泳ぎに行きますဆိုရင်ရေကူးဖို့သွားပါတယ်時々တခါတည်းရင်釣りもしますငါးများခြင်းကိုလည်းပဲလုပ်ပါတယ်ここのဒီနေရာရဲ့魚はငါးတွေကတော့美味しいです坂まで週末にပိတ်ရက်မှာ夫も来ますကျမရဲ့အမျိုးသားပေါ့နော်အမျိုးသားလည်းလာပါမယ်မာရီယာဆန်မို့မာရီယာဆန်လည်းပဲရှောဇန်ဆန်ရှောဇန်လားစူဇန်လားရှောဇန်ဖြစ်လို့နော်ရှောဇာဆန်မြေပြီးတော့လို့ရှိရင်ထဲရဲစာချန်တို့ထဲရဲစာချန်လေးနဲ့တဲ့一緒にအတူတူ遊びに行ってくださいတဲ့くださいကလည်း grammar ပဲเนาะလုပ်ပေးပါတခုခုနာနီနာနီကိုしてくださいဆိုပြီးတော့တဲ့ဖောင်ပြောင်းမှာခီမတ်ကကျတော့ဖြစ်တယ်ပဲเนาะသူကဘာမှပြောင်းပြမလို့အဲ့ဒီဖောင်ပြောင်းတဲ့ဟာတွေဖောင်ကဘာလို့ပြောင်းလဲဆိုဒီမှာတဲ့くださいတဲ့ပါတယ် grammar ကြီးဆိုရင်ဖောင်ကပြောင်းပြီးတော့မှကတ်လို့ရမယ်ခီမတ်တဲ့くださいဆိုတာမျိုးမရှိပါဘူးနောက်တစ်ခုကကျတော့niခီမတ်တို့ဒါတွေကကျတော့ဗာလဲဆိုတော့ဘို့လာတယ်ဘို့သွားတယ်ဆိုတဲ့အဲ့ဒီ ni kimas ni kimas ဆိုတဲ့အဲ့တော့ asobi ni kite kudasai ဆိုတာကဟိုလာရောက်လေပတ်ပေးပါပေါ့နော်လာလေကြပါအလေပတ်သွားဖို့လာပေးပါဒီလိုပုံစံမျိုးဖြစ်မှာโอเคလာလေပါလို့ပြောချင်တာပါအကြီးကတော့အဲ့ဒီမှာတဲ့ဘူရာယုံအထိခရူမာတဲ့အားဖြင့်မူကာယေနီ kimas ni ikimas ဆိုလို့ရှိရင်လာတခုခုလုံးဖို့လာမယ်သွားမယ်ဆိုတဲ့ဒီလိုမျိုးနော် ikimas ဆိုရင်သွားတယ် kimas ဆိုရင်မူကာယေနီ kimas ဆိုတော့ကြိုဖို့သွားပါမယ်သူကအခုလာမယ်ဆိုလို့ရှိရင်ဘူရာယုံထိကားနဲ့သွားပြီးတော့ကြိုဖို့သွားပေးပါမယ်တဲ့သွားကြိုပါမယ်ပေါ့いつ来ますかဘယ်ချိန်လာမှာလဲမေးလို့くださいမေးလေးပို့ပေးပါ待っていますစောင့်လိုက်နေပါတယ်တဲ့ယာမသာဒိုမိုကိုဆိုတော့ဒီအမျိုးသမီးနာမည်ပေါ့နော်ဟုတ်ပြီအဲဆိုလို့ရှိရင်အောက်ဘက်ကမိကုန်းလေးတွေကိုအတူတူဖြည့်ကြည့်အောင်ဆိုဘုံတို့မေးလို့โอเคมาしたဘဒူရေးခဲ့ရလဲဒီမေးကိုဘဒူရေးခဲ့တာလဲဆိုတော့တေချာပေါ့ယာမမိုတိုဆန်တော့ A ပေါ့နော်ဘုံတို့မေးလို့မိုရိုင်းมาしたရရှိခဲ့တာဘာလို့လဲမာရီယာစီရေးတာမလို့မာရီယာကရတာပေါ့ဒီမိုင်းနိချီအိုယိုကီမာစီရေးကူတာဘာလို့လဲကလေးရတော့ကူရမလားထားလို့ချန်ဖြစ်ပါတယ်ဘဒူဖြစ်ပါတယ်ရှုမတ်စနိဒိုမိုကိုဆန်နို両親の上に来ますပိတ်ရက်မှာဒိုမိုကိုဆန်ရဲ့မိဘတွေရဲ့အိမ်ကိုသွားမှာကသူ့ရဲ့အမျိုးသားမလားလာမယ်ပိတ်ရက်မှာလာမယ်လို့ပြောတယ်လေနော် C ဖြစ်ပါတယ်အဲ့တော့လာမယ့်သူက C နောက်တစ်ခုကမာရီယာဆန်တို့ပြီးတော့ရှောဇန်ဆန်တို့テレサちゃんを駅まで迎えに行きますဆိုတော့သူကဘာဖြစ်မလဲဆိုတော့ဘယ်သူသွားကြိုမှာလဲ A ပေါ့သူလာကြိုမယ်လို့ပြောတာလေနော်ဒီအတန်ထုတ်ကိုခဏခဏမှနေဂျောဇက်ဖြစ်မယ်ဂျိုးဆက်ဂျိုးဆက်ဆိုတဲ့နာမည်ဖြစ်မှာဂျိုးဆက်ဆန်ပေါ့နော်ဂျိုးဆက်နောက်တစ်ခုဆက်သွားပါမယ်ဒီတစ်ခေါက်စာပိုက်လေးကပြီးတော့တီးပါတယ်စာမျက်နှာ133မှာရှိတယ်အခန်း15ရဲ့စာပိုက်ဖြစ်ပါတယ်နော်ဒါလေးကိုလည်းဖတ်ကြည့်ရအောင်ဗာရေးထားမယ်ကြည့်မယ်私は誰ですかတဲ့私は誰ですかတဲ့ကျွန်တော်ကဘသူပါလေတဲ့私はとても寒いところに住んでいますがグラマーဖြစ်ပါတယ်私は赤い服が好きです赤い服は暖かいです私は1年に1日だけ働きます。12月24日です。24日の夜、素敵なプレゼントを子供にあげます。
私は独身です。子供がいませんが、子供が好きです。子供はみんな私を知っています。そして12月24日の夜、私のプレゼントを待っています。私の仕事はとても楽しいです。ကဲအဲ့ဆို私が誰ですかကျွန်တော်ကဘာတူပါလဲဆိုတဲ့မိကွန်းလေးကိုတစ်ချက်သွားပြီးတော့ဖြည့်ကြည့်အောင်私は誰ですかကျွန်တော်ကဘာတူလဲဆိုတော့ဒီစာပိုက်ထဲကပြောသွားတဲ့လူကဘာတူများပါလဲပေါ့私はကျွန်တော်ကတော့တဲ့とても寒いところに住んでいます住んでいますကဒါကတဲ့いますနေတယ်ဆိုတဲ့ grammar เนาะအဲ့ဒါကိုမှယိုမိますကိုသုံးတာမလားမိဆိုလို့ရှိရင်မိဘီနီဆိုရင်မိဘီနီကိုဖြုတ် unde ဆိုပြီးတော့ကရတယ်ဆိုပြီးသင်ခဲ့တယ်လေအဲ့ဒီ form နေအကုန်ပြောင်းလာတာเนาะအဲ့ဒါမမှတ်မိလို့ရှိရင်ပြန်ကြည့်ပါကျွန်တော်ဟာတဲ့အရန်အေးတဲ့နေရာမှာနေထိုင်နေပါတယ်私は赤い服が好きですကျွန်တော်က赤いပေါ့เนาะနီရဲတော့အဝတ်အစားတွေကိုကြိုက်ပါတယ်တဲ့赤い服は暖かいですနီရဲတဲ့အင်ဂျီဝတ်စားကနှွေးထွေးပါတယ်တဲ့私はကျွန်တော်ကတဲ့1年にတစ်နှစ်မှာ1日だけတရက်ကလွဲပြီးတော့働きますတရက်ကလွဲပြီးတော့တရက်ထဲပဲ働きますအလုပ်လုပ်ပါတယ်တဲ့12月12လပိုင်း24日です24ရက်နေ့ဖြစ်ပါတယ်24日の夜24ရက်နေ့ညဘက်素敵なプレゼントを友達にあげますဒီများပြလားဆိုတော့ဒီလက်ဆောင်လေးတွေကိုကလေးတွေစီကိုပေးပါတယ်တဲ့私は独身ですကျွန်တော်ကတော့ single ဖြစ်ပါတယ်တဲ့子供がいませんが子供が好きですကလေးတွေမရှိပေမဲ့ကလေးတွေကိုကြိုက်တယ်子供はみんな私を知っていますကလေးတွေအားလုံးကကျွန်တော်ကိုသိနေပါတယ်တဲ့います grammar ကြီးအဓိကသုံးတာရယ်နော်နေတယ်ဆိုတော့အဲ့ဒီ form ပြောင်းတဲ့ဟာတဲ့いますကိုသုံးချင်လို့ရှိရင် grammar form ပြောင်းတတ်အောင်အရင်လုပ်ရမယ်ဘာလို့ဆိုတော့ရှိရီမှာဆိုရင်ရှိရီတဲ့いますဆိုပြီးသုံးလို့မရအောင်ရှိတဲ့いますဆိုပြီးသုံးမှရမှာမို့လို့နော်そしてအဲ့ဒီနောက်မှာတော့20月24日の夜私のプレゼントを待っています。အဲ့နောက်အဲ့ဒါပြီးတော့12လပိုင်း24ရက်နေ့ညဘက်မှာကျွန်တော်ရဲ့ present တွေကိုလက်ဆောင်တွေကိုရရှိ待っていますရရှိထားကြပါတယ်တဲ့私の仕事はとても楽しいですကျွန်တော်ရဲ့အလုပ်ကတော်တော်လေးပြောစရာကောင်းပါတယ်တဲ့အဲ့ဒါစဉ်းစားကြည့်မယ်12လပိုင်း25ရက်နေ့က Christmas နေ့ဖြစ်ပါတယ်24ရက်နေ့ဖြစ်ညမှာအလုပ်လုပ်ပြီးတော့အင်ဂျီအနီရောင်ဝတ်တဲ့အေးတဲ့နေရာမှာနေရဲဆိုတော့ Christmas Santa ပေါ့နော် Santa Claus ကိုပြချင်ဖြစ်ပါတယ်ဟုတ်ကဲ့ကြပါမယ်အဲ့ဒါဆိုရင်အောက်ဘက်ကနေခွန်းလေးတွေကိုတစ်ချက်ဖြည့်ချင်အောင်เนาะဆက်ပြပြောင်းအဲ့ဆိုအောက်ဘက်ကနေခွန်းနေရဆိုရင်この人の家はどんなところにありますかဒါကြောင့်ကိုရေးမယ်เนาะ寒いところにあります。いいえにましで。この人は結婚していますかいいえ、結婚していますかそのလက်ထပ်ပြီးလာတော့လက်မထည့်ရသေးဘူးဆိုလို့ရှိရင်結婚していません。独身です。ဒီလိုပြန်ဖြေမှာနော်。この人はいつ仕事をしますかသူကဘယ်နေ့မှလုပ်တာလဲဆိုလို့ရှိရင်12လပိုင်း24ရက်နေ့ညမှာ仕事をします。ပြီးတော့အဲ့ဒီ hit ကတဲ့12လပိုင်း24ရက်နေ့ညဘက်မှာ何をしますかဘာလုပ်လဲ素敵なプレゼントを子供にあげます人の名前သူ့ရဲ့နာမည်ကို知っていますかသိလားတဲ့ね知ってရဆို知っていますဆိုပြောပြန်ရေးမှာပေါ့နော်